ကွန်ပျူတာပိတ်တာတော့သိမယ်တင်တယ်step menu ကိုနှိပ်ပြီးသွားရင်power တွေကိုသွားပြီးသွားရင်ဒီမှာ shut down ဆိုတာလေးလုပ်လို့ရတယ်နော် shut down ရှိတယ် sleep ရှိတယ် restart ရှိတယ်အဲ့တော့ကွန်ပျူတာပိတ်တဲ့အခါမှာကျွန်တော်တို့က power clock ကိုဖိပြီးတော့မနှိပ်ပြဘူး plug ကိုဆွဲပြီးတော့မဖြုတ်ပြဘူးအခု laptop ဆိုရင်လည်းအတူတူပဲ power clock ကိုဖိပြီးတော့မနှိပ်ပြဘူး desktop ဆိုရင်လည်း plug တွေကိုဆွဲဖြုတ်ပြီးတော့ပိတ်မဖြုတ်ဘာကြောင့်လဲဆိုရင်ကွန်ပျူတာကကျွန်တော်တို့ TV တွေလို့မဟုတ်ဘူးပေါ့နော် TV ဆိုရင်တော့လက်ရှိဖွင့်နေတယ်ပိတ်ချသွားလဲဘာမှပြဿနာမရှိဘူးနောက်ကမှာ run နေတဲ့ program တွေမရှိဘူးကွန်ပျူတာကြအဲ့လိုမဟုတ်တော့ကျွန်တော်တို့အလုပ်လုပ်ထားတဲ့ file တွေရှိတယ်နောက်ကမှာ run နေတဲ့ program တွေရှိတယ်ကွန်ပျူတာပိတ်မယ်ဆိုရင် save and exit ပါဒီ program တွေအကုန်လုံးကို save လုပ်မယ်ပြီးတော့မှ exit ထွက်မယ်ပြီးတော့ရင် shut down လုပ်မယ်သူအဆင့်အဆင့်အတိုင်း तू ကအလုံးလုံးမှဖြစ်တဲ့အတွက်ကျွန်တော်တို့ကလုံးဝ power ကြီးကိုဖျက်ချလိုက်ရင်ဒီအဆင့်တွေလုံးလို့မရအောင်အဲ့တော့ကျွန်တော်တို့လုံးလုံးနေတဲ့ file တွေပြတ်တာတို့မလို့ဘဲနဲ့ computer hectic computer hardware တွေပြတ်တာဒီလိုပုံစံမျိုးဖြစ်နိုင်တယ်ဒါကြောင့်မလို့ကျွန်တော်တို့ computer ပိတ်မယ်ဆိုတခြားလေးစနစ်တခြားလေးပိတ်ပြီးဘယ်ကနေပိတ်မလဲဆိုရင် stack ကိုနှိပ် power ဆိုတာလေးကိုနှိပ်ပြီးတော့ရင် shut down ဆိုတာလေးတွားပြီးတော့နှိပ်ပြီးအောင်ပါပဲเนาะ shut down လုပ်မယ်ဆိုရင် तू ကပိတ်ဖို့ကြံနေသေးတာဘာတွေရှိတယ်ပြီးတော့ရင်လက်ရှိ run နေတဲ့ file save ဖို့ကြံတာဘာတွေရှိတယ် तू ဒီတိုင်းပြပေးလိမ့်မယ်ပြောပေးလိမ့်မယ်အဲ့ကြရင်ကျွန်တော် save ဖို့လို့ရင် save ပါပိတ်ဖို့လို့လည်းဆိုပိတ်ပါပြီးတော့မှ shut down ကြတော့ပါပုံမှန်ဒီအဆင့်လေးတိုင်းပဲစက်တိုက်ဒီအဆင့်လေးတိုင်းပဲတွားပြီးတော့ပိတ်ပေးပါเนาะ